ပြန်လေးရခုဆိုရင်ပြန်မီးရေစရှုပ်ပြီးတန်ရှင်းလေးစလုံးဒီအပိုင်းလေးရတော့ကျန်တဲ့စဝင်တဲ့နေ့ဒုတိယအဆင့်အနေနဲ့တန်ရှင်းပြီးသားမြက်တွေကိုမီးရှို့ပစ်တဲ့ထိမှန်လေးဖြစ်ပါကြောင်းရှင်းနေပါပြီဒါတော့ပါဒီပေါ့နေရှင်းနေမှုစတင်လိုက်တယ်ဒါလေးကမနေ့ကမြင်နေရတဲ့မြက်တော်ပေါ့နော်အဲ့မြက်တော်ကိုစေးဖြန်းပြီးတော့အချောက်ခံခြောက်သွားတဲ့ခါကျတော့မိရှုပြီးတော့တန်ရှည်လောက်တဲ့အပိုင်းဖြစ်ပါတယ်တော်တော်ရှင်းသွားပြီပေါ့နော်ဒီနေထားလောက်ကတော့တော်တော်ရှင်းသွားတဲ့နေအားကျန်သေးတယ်